6 ခုနှစ်သမားမိတ်ဆွေများအတွက်ဘဝတစ်သက်တာကံကောင်းလက်ရှင်စီနဲ့အယောင်လေးတွေနဲ့နေကောင်းရက်တာလေးတွေကြောင်းပြောပြပေးသွားမှာဖြစ်ပါလေဗျာမိတ်ဆွေခုနှစ်သားသမီးပေါင်းမင်္ဂလာပေါင်းတဲ့ခါညောင်းပြည့်ဝတော်မူနိုင်ကြပါစေမိမိကိုယ်ကိုယ်လည်းကောင်းနေတဲ့ကောင်းအောင်ရွတ်ဆောင်တော်မူနိုင်ကြပါစေခင်ဗျာကျွန်တော်မိတ်ဆွေခုနှစ်သားသမီးများအတွက်အကျိုးရှိရာရှိကြောင်းဂမ်ဘီယာလက်ဆောင်ရေရာလေးတွေမအားတဲ့ကြားကနေစူးစမ်းတင်ဆက်ပေးနေပါတယ်ဒီနေ့ပြောပြပေးမဲ့ဂမ်ဘီယာလက်ဆောင်လေးကတော့6 ခုနှစ်သမားမိတ်ဆွေများဘဝတစ်သက်တာကံကောင်းလက်ရှင်စီမဲ့အယောင်လေးတွေနဲ့နေကောင်းရက်တာလေးတွေအကြောင်းဖြစ်ပါတယ်ဗျာကျွန်တော်မိတ်ဆွေများတွေကအင်္ဂလိပ်လို6ရက်နေ့15ရက်နေ့24ရက်နေ့တို့မှာမွေးဖွားတဲ့မိတ်ဆွေများကိုကျွန်တော်တို့ကနန်းမေရင်ပညာရက်ရ6 ခုနှစ်သမားများလို့ခေါ်ပါတယ်ဗျ6 ခုနှစ်သမားမိတ်ဆွေများအတွက်ဘဝတစ်သက်တာကံကောင်းလက်ရှင်စီမဲ့အယောင်လေးတွေကတော့အပြာရောင်နှင်းစီရောင်နဲ့ပန်းရောင်လို့ဖြစ်ကြပါတယ်ဗျကဲအဲ့ဒီရောင်လေးတွေကိုကိုယ့်ရဲ့အိမ်ကန်းအလှစင်တာတို့ဆေးချေတာတို့ခန်းစည်းလိုက်ကဇပွဲခင်းခုံခင်းစသဖြင့်တွေမှာအာပြုသုံးဆွဲခြင်းအဖြစ်ကျွန်တော်မိတ်ဆွေ6 ခုနှစ်သမားများကကံကောင်းလက်ရှင်ခြင်းတွေရရှိစေမှာဖြစ်ပါတယ်6 ခုနှစ်သမားမိတ်ဆွေများအတွက်အရေးကြီးကိစ္စတွေပြောဆိုလုပ်ကင်ကြသွားရောက်တွေးဆုံကြရှိတဲ့အချိန်မှာရွေးချယ်ရမယ့်နေကောင်းရက်တာလေးတွေလည်းပြောပြသွားမှာဖြစ်ပါတယ်ရက်တွေနေနဲ့ရက်တွေကိုရွေးမယ်ဆိုရင်ရက်ကောင်းလေးတွေရွေးရအောင်ရက်ကောင်းလေးတွေကတော့3 ရက်နေ့6 ရက်နေ့9 ရက်နေ့ကြားတဲ့ရက်တွေကိုအဓိကရွေးချယ်သင့်ပါတယ်ဗျအဲ့ဒီမှာအင်္ဂလိပ်ရက်ပေါင်းလိုက်ရင်တလုံးနဲ့ဖြစ်အောင်ပေါင်းတဲ့အချိန်မှာ3 ရတဲ့ရက်တို့6 ရတဲ့ရက်တို့9 ရတဲ့ရက်တွေကိုလည်းရွေးချယ်နိုင်ပါတယ်နေ့အနေနဲ့ကတော့6 ခုနှစ်သမားမိတ်ဆွေများကတော့အင်္ဂါနဲ့ကြာတာပရိတောက်ကြာနေ့တွေကိုအဓိကအားပြုရွေးပါအဲ့တော့အင်္ဂလိပ်ရက်မှာ3 6 9တွေလည်းကြမယ်နေ့အနေနဲ့အင်္ဂါကြာတာပရိတောက်ကြာလည်းကြမယ်ဆိုတဲ့နေ့တွေဟာ6 ခုနှစ်သမားများမိတ်ဆွေများအတွက်ဘဝတစ်သက်တာကံထောက်ပံ့ရစေမဲ့ကံကောင်းစေတဲ့နေ့ရက်တွေဖြစ်ပါလေဗျာကဲဒီအယောင်ဒီရက်လေးတွေကိုအားပြုသုံးဆွဲခြင်းအဖြစ်6 ခုနှစ်သမားမိတ်ဆွေများကံပွင့်ကံမြင့်နိုင်ကြပါစေကျမ်းမာချမ်းသာဘေးပြဝေးကွာပြီးလူရစန္ဒာများလဲပြည့်ဝတော်မူနိုင်ကြပါစေခင်ဗျာ